Old Trafford မှာ Carrier United ၄ ပွဲဆက်နိုင်ပွဲရှာဖွေနိုင်မလား။ဒီကမ္ဘာလုံးကဘောလုံးပရိသတ်တွေစောင့်ကြည့်နေတဲ့ Old Trafford ရဲ့ပွဲကြီးပွဲကောင်းလာပါပြီ။ Carrier လက်ထက်မှာအောင်မြင်မှုလမ်းကြောင်းပေါ်ပြန်ရောက်လာတဲ့ United တို့နဲ့အောင်ပွဲစာလောင်နေတဲ့ Spurs တို့ရဲ့အားပြိုင်မှုမှာဘယ်သူကအနိုင်ယူသွားမလဲ။ Michael Carrier နီးပြတဲ့ဖြစ်တာဝန်ယူပြီးတဲ့က United ဟာ3ပွဲကစား3ပွဲနိုင်ဆိုတဲ့ရလဒ်ကောင်းကိုပိုင်ဆိုင်ထားပါတယ်။ Arsenal နဲ့ Man City တို့လိုအသင်းကြီးတွေကိုဖျောက်ချခဲ့တယ်လို့ပြီးခဲ့တဲ့အပတ်ကလည်း Fulham ကိုနောက်ဆုံးမိနစ်သွင်းကိုနဲ့အနိုင်ယူပြီး Top 4တဲ့ကိုပြန်ဝင်လာနိုင်ခဲ့ပါတယ်။တစ်ဖက်က Spurs ကတော့2026ခုနှစ်ထဲမှာနိုင်ပွဲတစ်ပွဲမှမရသေးပဲအဆင့်14အထိရှောင်နေပါတယ်။ဒီပြ Thomas Frank အတွက်တော့ဒီပွဲဟာသူ့ရဲ့ယာဒူးအတွက်နောက်ဆုံးဆက်သက်ချက်ဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ Man City နဲ့တည်ရကြခဲ့တဲ့ပွဲကစွမ်းဆောင်ရည်ဟာသူတို့အတွက်အားတက်စရာပါ။ Carrier ဟာ United ရဲ့ကွင်းလယ်ကို Casemiro, Mainoo နဲ့ကျစ်လက်အောင်တိစောက်ထားပါတယ်။တစ်ဖက်က Spurs ကတော့အားနည်းနေတဲ့ခံစစ်ကို Romero နဲ့ Van de Ven တို့ပြန်လာမှုနဲ့အတူပြန်လည်ထိန်းချုပ်ဖို့ကြိုးစားမှာပါ။စောင့်ကြည့်ရမယ့်အချက်ကတော့ Spurs ရဲ့ counter attack ကို United ရဲ့ high pressing ကဘယ်လိုတားဆီးမလဲဆိုတာပါပဲ။လက်ရှိဖောင်အရရောအင်္ဂလိပ်အားသာချက်အရရော United ဟာဒီပွဲကိုအနိုင်ရဖို့63%ကျော်အခွင့်အရေးရှိနေပါတယ်။ဒါပေမဲ့ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး9ပွဲမှာ Spurs က4ပွဲထိအနိုင်ရထားတာကတော့ United အတွက်အထိထားရမယ့်အချက်ပါပဲ။ဒါကြောင့်ဒီညပွဲမှာတော့ United က2ဂိုးလောက်နဲ့ပဲကတ်နိုင်သွားမယ်လို့ကျွန်တော်ခန့်မှန်းထားပါတယ်။ပိတ်သက်ကြီးတို့ကရောဘယ်လိုထင်လဲ။ United ကပဲနိုင်ပွဲဆက်မလား။ Spurs ကပဲ Old Trafford မှာအံ့အားသင့်စရာရလဒ်ယူသွားမလား။မိမိတို့ထင်မြင်တဲ့ရလဒ်နဲ့ဂိုးသွင်းမဲ့သူတွေကိုကွန်မန့်မှာခန့်မှန်းပေးခဲ့ကြပါဦးနော်။ဒီဗီဒီယိုလေးကိုသဘောကျရင်ကျွန်တော်တို့ရဲ့ Edge of the Pitch Channel ကို Like and Follow လေးလုပ်ထားဖို့လည်းပြောကြားလိုပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။